မတရားသောသူသည်ချင်းငါရဲ့မဆက်ပေးနေတတ်၏ဖြောင့်မတ်သောသူသည်တနာသောစိတ်ရှိရပေးတတ်၏စရပါဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီညတော့ကျွန်တော်နောက်မှရှိတဲ့ညီကိုတွေကိုကျွန်တော်ကျမ်းပိုက်တွေလိုက်မဲမှာဖြစ်ပါတယ်အားလုံးပဲအတူတူကလိုက်လာကြည့်ပါဦးကဲကျမ်းစာမဲမဲဆိုတော့ပြန်မပြန်နေကဲအဖော်ရင်စပါဦးကြိုက်တဲ့ကျမ်းပိုက်ဘောလုံးကလေးဝိုင်းမတဲ633မတဲ633နဲ့ကဲညီညီလေးနေပေးကြပါနိုင်ငံတော်လေးဆုံးမတရားကျေးဇူးချနောက်မှထွေရမြောက်ပြီးတော့မတတ်โอเคနောက်ကဲတောင်းမိုင်းလေခုနရှာပြောတဲ့ဟာပြောမလို့ခုနရှာပြောတဲ့ဟာရောမခန်းကြီးရှစ်ခန်းငယ်16ငါတို့ဒီပြန်ကြီးတာပြကြကြည့်ဟုတ်ဝိညာဉ်တော်တင်ငါတို့ရဲ့ဝိညာဉ်နဲ့တူတက်တဲ့ခန္ဓာကိုဤရအဲ့ဒါကအနံ့ရဲ့စားတော့ဒီရိုက်ထားတဲ့ဟာနိုင်ထားတဲ့ဟာကိုကျွန်တော်ကျေးဇူးပြုခြင်းဥစ္စာဝေငှချမ်းမှုကိုမမေ့မလျော့ကြနဲ့ထို့တော့ညီကိုခိုင်ခင်အာရနေတဲ့တော်မူ၏ကဲလက်ခုပ်ကြီးပေးကြပါဦးကဲဒူဒူ spicy meat yeah boy ငါလာငါဆလာတဲ့တစကောပိုင်ငယ်တရားငါနောက်ကပတ်တော်ဒီကျွန်ုပ်ချစ်ရှိမှမခွက်ဖြစ်၍ကျွန်တော်ရဲ့နိုင်တီကိုလေးစေပါအေး number ဘာရတဲ့ကျမ်းပိုက်ဘာရတဲ့ကျမ်းပိုက်တပိုက်ပါဒီအခုစိတ်ထဲမှာပေါ်လာတဲ့ကျမ်းပိုက်ပေါ့လူက30-29ပေါ့နော်အဲ့ဒါကဟိုပါလေတင်းဖျားတဲ့ခင်ထော်ရဖျားကိုစင်တော်ကျွေးမယ်ဟာလေညာရှိတယ်များဆွမ်းတဲ့ရှိတယ်များချစ်လို့ကိုနေဆက်ဆက်တော့လူကိုနေများချစ်လို့ဘုရားပညာတည်တဲ့ဟာလေညာအားလုံးလေးအချုပ်ပေါ့နော်အဲ့ဒီဟာလေလူက30-29ထင်မှာပါတယ်ဖြစ်ပါတယ်လက်ခုပ်တီးပေးကြပါဦး thank you ခေါ်ရမ်ရတယ်ကျမ်းပိုက်တစ်ပိုက်လောက်ရှင်ဟန်36အဲ့ဒီဟုတ်လားဘာလဲအေးမမင်းနဲ့လေ36ဘာလဲမသိဘူးခိုင်လားအဲ့ဒီတာတော့ဝန်ကြီးတော်သူပေါင်းတို့ဒီပစ္စည်းချင်းတို့မြောက်ထောင်ရတက်ကိုရစီချင်းကဖန်တီမိမိနဲ့တပားဒီတော့တာတော့ဆွတ်လို့မပြီးတာလောကီတာတော့ဖြစ်တယ်အမေကျေးဇူးတင်ပါတယ်နော်โอเคပါအဲ့လိုလုံးမင်္ဂလာပါညီမလေးရေညီမလေးအနေနဲ့ပေါ့နော်ညီမလေးရတဲ့ကျမ်းပိုက်ဒေါ်လာကောင်းညီမလေးခွန်ရတဲ့ကျမ်းပိုက်ဒေါ်လာကောင်းအလွတ်ရတဲ့ကျမ်းပိုက်ဒေါ်လာကောင်းပေါ့နော်ညီမလေးတစ်ပိုက်လောက်ဆိုပြပါဦးခင်ဗျာဟုတ်ကဲ့ကျွန်မဖယုံမဲ့ကျမ်းပိုက်လေးရတော့တုတ်တန်ကျမ်းခန်းကျင်းသုံးခိုင်းငင်က၆ရဖျားကိုစိတ်နှလုံးအကျွေးမဲ့ကိုစားတော့ကိုညံကိုအမြင်မပြုနဲ့တွားလေရ၌၆ရဖျားကိုမျက်မှောက်ပြုတော့ငါမှတော့ဆက်ရှိတယ်အရေးပေါ်တော့ဆက်ရှိကိုပေါ့နော်ကိုကျိုင်းနဲ့တက်တဲ့ကျမ်းပိုက်တစ်ခုဖြစ်ဖြစ်ကိုခွန်ရတဲ့ကျမ်းပိုက်ဖြစ်ဖြစ်တစ်ခုလောက်ဆိုပြပါတုတ်တန်ကြတိ33ဆိုမဟုတ်ဘူးလေပြောတဲ့ဟာလေ33ရရကြီးစကားကိုနားတော်တော့သူဒီမိကုံကြောက်ပဲလုံချူစွာငီးဝဆန်နေရလိမ့်မည်တဲ့ဒါပဲပေါ့23ချိန်မြောက်တော့စာလန်အခန်းငယ်1သာဝရဖျားတွေငါကြီးတိုးထိပ်ပြတော်မူ၏ငါဒီစင်းမခံရစိတ်လန်းတော့ကြဆားရတဲ့အိတ်စေတော်မူ၏ဒါပဲရတယ်ကျမ်းပိုက်တစ်ပိုက်တော့သိုးပြပါဦးဘာလို့ကြာခန်းစီတဲ့အပိုင်းကြီးအစားဦးနိုင်ဖျားတိခင်ဒီကောင်းကင်ရဲ့ကြီးကိုခန်းချင်တော်မူတော်တော်ခက်တဲ့ကျမ်းပိုက်လေးဆိုပြတော့ပါတော့ကျေးဇူးတင်ပါတယ်အရေးကြီးဆုံးပဲတောင်ပိုင်းနဲ့ကျမ်းပိုက်တစ်ပိုက်တော့နော်ကိုကလွတ်ရတဲ့ကျမ်းပိုက်ဖြစ်ခွန်ရတဲ့ကျမ်းပိုက်ဖြစ်ကျွန်တော်တို့ကိုဝင်ငှချင်တဲ့ကျမ်းပိုက်ဖြစ်ပေါ့နော်ဆိုပြကြည့်ပါတုတ်တန်ကျန်အောင်မဘူးဆလာတယ်ဆလန်ခန်းကြီး39ခိုင်းရင်27မတရားသောသူသည်ချင်းငါရဲ့မဆက်ပေးနေတတ်၏ဖြောင့်မတ်သောသူသည်တနာသောစိတ်ရှိရပေးတတ်၏ Oh my god wow တို့ဒီပေးကြပါဦးချီထားလို့ပြောတာတော့မဟုတ်ပါဘူးဟေး